ကျွန်တော်ရဲ့ဒီ line မော်ကမိတ်ဆွေအရင်ဒီဆုံးမိတ်ဆွေတယောက်ကပေါ့နော်ကျွန်တော်ကိုပြောခုနေတဲ့မင်းတို့နယ်မှာဒီလောက်လေအနေနဲ့ဘုံတွေတုံးချနေတာနော်မင်းတို့အိမ်ကြီးလဲဘုံချလို့မီးလောင်ပြီးပါသွားပြီမင်းတို့ရွာကလူတွေလည်းအများကြီးတည်တာဒါတော့မှပဲမင်းဘာလို့ဆက်နေနေတာလဲတဲ့မင်းမကြောက်ဘူးလားတဲ့မန္တလေးကိုပြောင်းလာပါလားတဲ့ကျွန်တော်အရင်တော့ကြောက်တယ်ဗျာဒါပေမဲ့အခုတော့မကြောက်တော့ဘူးဆိုတာဘာလို့လဲဆိုရိုးသွားတာလဲပါကိုပုံတက်ဘုံကမကြတော့ပါဘူးလေဆိုရဲယုံကြည်ချက်လေးလဲပါတာပေါ့နော်အဲ့လိုလဲပါတယ်အရင်တော့ဆိုတော့တေအောင်ကြောက်တာဖင်တုံအောင်ကြောက်တာပြောပြပဲဖြစ်လေးတစ်ခုကျွန်တော်တို့ရွာနဲ့နှစ်ရွာကျော်မှာPGFတွေနဲ့စစ်သားတွေနဲ့စစ်စာဖြစ်တော့အဲ့ချိန်မှာတနက်တန်နေလဲတိုင်းကြားတယ်နော်ညဆိုလဲကြားနေ့ဆိုလဲကြားအော်တခါလည်းနေခင်းလေရောဆိုထိုးဆိုင်သွားပြီးအဲ့ရွာတွေကိုဘုံနေနဲ့ချကျွန်တော်တို့ရွာကျွန်တော်ရဲ့အိမ်ပေါ်တက်ကနေလှမ်းကြည့်တိုင်းမြင်းနေတာလေရင်ထိုးဆိုင်တော့ဝိုးဆိုထိုးဆိုင်သွားပြီဆိုတော့ချပြီလေရင်ထိုးဆိုင်သွားပြီဆိုတော့ချပြီစတော့ဆိုလို့ဟာလေရင်ဝိုးဆိုထိုးဆိုင်သွားဟာလေရင်ပြက်ကြလားမသိဘူးတော့အောင်လေရင်ပြက်ကြတယ်လို့တော့ထင်တယ်နော်တကယ်တော့မဟုတ်ဘူး तू ကအဲ့ချိန်မှာထိုးဆိုင်ခေါင်းဆိုင်ချသွားတာဘုံချကိုထိုးဆိုင်ကြပါအခုတော့အတွေ့အကြုံရင်းကျက်လာတော့ဒါတွေကရိုးသွားပြီနော်အဲ့လိုမျိုးအဲ့တော့ကြောက်တယ်အဲ့လိုမျိုးနှစ်ရွာကျော်မှာအဲ့လိုဖြစ်နေပြီးတော့တိတ်မကြောက်ကျွန်တော်တို့ရွာPDF တွေနဲ့စစ်သားတွေစပြီးတော့ဝင်လာပြီးတော့ကျွန်တော်တို့ရွာကိုတိုက်ပွဲဖြစ်တော့မယ်ဆဲစဝင်လာပြီးဆိုတာနဲ့တပြိုင်တည်းကျွန်တော်တို့ရွာတွေရဲ့အိမ်တော်များများပြောင်းပြေးတအိမ်တချို့ကအိမ်တအိမ်မှာတက်ရောက်နော်ဟိုယောက်ျားသားတက်ရောက်ပဲခြံတာပေါ့နော်ကျွန်တော်အိမ်ရလည်းကျွန်တော်တက်ရောက်ပဲခြံတာကျန်တဲ့လူတွေအကုန်ပြေးကျွန်တော်မိသားစုဝင်တွေအကုန်ပြေးကြနော်နိုင်တဲ့ပစ္စည်းတွေအကုန်တည်ပြီးပြေးကြဒါပေမဲ့ကျန်တဲ့အိမ်ကပစ္စည်းတွေကိုတော့ခိုးခံမှာကျွန်တော်တအိမ်ကိုတယောက်လောက်တော့စောင့်ချန်တယ်တချို့ဆိုရင်မနှမျောတဲ့လူတွေအသက်ထက်ဘာမှတန်ကြေးမရှိဘူးဆိုတဲ့လူတွေကတယောက်မှမဆောင်ဘူးအကုန်လုံးပြစ်ပြေးတာအဲ့တော့ကျွန်တော်ကတော့နှမျောတဲ့လူဆိုတော့စောင့်ကြံခဲ့တယ်ဒါပေမဲ့ကျွန်တော်လည်းမခံနိုင်ပါဘူးဟာဟိုသူတို့စစ်စပြီးတော့မှမတိုက်ခင်ပါပဲလေရင်အရင်အပေါ်ကနေကောင်းကင်နေချတယ်အဲ့ချိန်မှာကျွန်တော်လေရင်နဲ့ချတော့ဘိန်းတိုင်းဆိုပြီးမှရွာတဲ့ကိုပထမတရက်နှလုံးလောက်ချတယ်နော်တအိမ်တလေးပဲပြက်စီဒါပေမဲ့ကျွန်တော်ပြေးသေးဘူးနော်နှစ်ရက်မြောက်မှာချပြီးဆိုတော့ကျွန်တော်တော်ကြီးစိတ်ချလာတဲ့အချိန်မှာကျွန်တော်ပြေးတာဒါပေမဲ့ကျွန်တော်တို့အိမ်အဲ့ချိန်ထိမပါပါဘူးကျွန်တော်ပြစ်ပြေးတယ်နော်ပြစ်ပြေးတယ်ကျွန်တော်ဒီကျန်တဲ့ညီကိုမောင်နှမအိမ်တော်ခွဲတွေလည်းပြစ်ပြေးတယ်ပေါ့နော်